အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဗကန်းတန်ကြား channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရခင်ဗျာဒီတစ်ခါတော့အနွယ်ထာမင်းရဲ့17ရာစုခေတ်ဗကန်းကအစတကြံအကြောင်းလေးတွေကိုတင်ဆက်ပေးမယ်ဗျာအဲ့ဒီခေတ်မှာတကြံဆိုတာကယခုခေတ်လိုမိသက်ကားတွေရေပုတ်တွေအိုးမဲတုတ်တာတွေမရှိကြဘူးပေါ့ဘာတွေလောက်ကြတယ်လဲဆိုတော့ဘုရားတွေဝေပြုတယ်တန်ဃာတော်တွေကိုလှူဒန်းတယ်တက်ကြီးရွယ်အိုတွေကိုရေချိုးပြီးခေါင်းလျှော်ပေးကြတယ်တန်ရှိလုပ်ပြီးတော့လဲရေချင်းမှုဆက်ဆံတကြံပွဲတော်ကြီးကိုကျင်းပကြတာပေါ့အနော်ထာမင်းကသူဝနဘုံမိသာသနာကိုတီထောင်ထားတဲ့သူဖြစ်လို့တကြံကိုဘာသာရေးအရာကောင်းမှုလုပ်တဲ့အချိန်ပဲပုံမှုအသုံးပြုခဲ့တာဖြစ်တယ်တကယ်တော့ဥဒုကိုအခြေခံထားတဲ့ပွဲတော်တစ်ခုဆိုမမှားဘူးပေါ့ဗျာအဲ့ဒီလိုပဲတန်ရှင်းတိမ်မှုတဲ့ကြံတစ်ခုမှာဘယ်သူမှမထင်မှတ်ထားတဲ့ချစ်ချင်းတစ်ခုကိုစတင်ခဲ့တယ်ဆိုရင်ခမရတို့ယုံကြမှာလားဗျာဗကန်းညောင်မျိုးရဲ့ရွှေစည်းကုံဖျားကြီးကရွှေရောင်တိုးဝင်းနဲ့တောက်ပနေတာပေါ့နှွေဦးလေပီလေးကဖြည်းဖြည်းညင်းညင်းတက်ခိုင်နေတယ်အင်ကြီးပစိုးနဲ့မျက်နှာပေါ်မှာနေအောင်ထိပြီးဒီနေ့တကြံတော့မဆိုဘဲနဲ့ကိုမပြီးဘူးညောင်ဖီးကဖြည်းဖြည်းချင်းတွေးနေရောက်လာတဲ့အဲ့ဒီအချိန်မှာကြီးရွာကတောသူမလေးတယောက်ကရေဖျားလေးတို့ကိုင်းပြီးဇူကြီးတွေကိုရေမိုးချွင်ကုသိုလ်ယူနေတာပေါ့လှလုံးလို့ညောင်ဖီးနောက်မှငိမ့်နေတယ်အိုးနမတော်မောင်တော့ကိုလည်းရေစင်လောင်းပြီးတော့ကုသိုလ်ယူပါလားကွယ်ညောင်ဖီးရဲ့မျက်နှာကြီးကစက်ဖြည်းဖြည်းနေပြီပေါ့ကြီးတော်သူမလေးကလည်းပဲရှဲ့ပြီးခေါင်းလေးငုံလို့အိုးမောင်တော်ဗျာမောင်တော်ဗျာကစစ်တင်နာပတိလည်းဖြစ်တယ်ရီလဲတန်းပြီးသားလေဗျာနမတော်မကက်ရက်ပါဘူးဗျာဒီလိုနဲ့နောက်ရက်တွေဆက်သွားတယ်တကြံအကြနေရောက်လာတာပေါ့ညောင်ဖီးကရွှေစည်းကုံဖျားကိုပဲသူထက်လာတယ်ကလေးတွေရေစကားတာကိုသူကိုယ်တိုင်ရေဖိပြီးနေတာပေါ့ဒါပေမဲ့သူ့ရဲ့မျက်လုံးကတော့တနေရာတည်းကိုပဲစိုက်ကြည့်နေတယ်စတုကမနဲ့ထက်ကကြေးတော်သူမလေးကိုပေါ့နောက်တည့်ရက်နေ့တကြံအကြနေရောက်လာပြီညောင်ဦးဖီးရဲ့ရောင်ရင်းတွေငလုံးလက်ဖက်ငထွေယူတို့ကိုခေါ်လာတယ်ဟာရောင်ရင်းတို့ဟိုမှာငါပြောတဲ့နာမည်တော့ဒီမေမလာဘူးလားငထွေယူကချက်ချင်းလှန့်ကြည့်တယ်ဟာဟဲ့အောင်ညောင်ဖီးမင်းကကုသိုလ်ယူတာလားကချစ်သူလာရှာတာလားကွာညောင်ဖီးကဆက်ပြပြနဲ့ကုသိုလ်ရင်ကျင်အားတွေးတာပါကွာတကြံအတက်နေရောက်လာပြီအဲ့ဒီလိုနဲ့ညောင်ဖီးကဆုံးဖြတ်ထားပြီးသားလေသူ့ရဲ့ချက်ချင်းလေးကိုဖွင့်ပြောမယ်ပေါ့ရွှေသီးကုံဖျားကြီးကိုသူစောကြီးရောက်နေတယ်ရေခုံတန်လေးရဒိန်းနဲ့ဟောသူမလာနေပြီဒါပေမဲ့သူ့ရဲ့ဘေးမှာအမျိုးသားတွေကပါလို့ပါလားအိုးမောင်တော်ဒီနေ့စောလာပါလားအေးနမတော်လေးရဲ့ထိဖျားကြီးကဒီနေ့ရွှေသီးကုံဖျားကိုကြွမယ်ပြောတယ်အဲကြောင့်စောလာတာအော်ဒါနဲ့မောင်တော်မိတ်ဆက်ပြရအောင်မယ်ဒါကနှစ်ပင်တော်နဲ့ဒီနေ့ကျရင်လက်ထက်မဲ့ခင်မောလောင်းလေဟေးအတန်ညာတဖြည်းဖြည်းနဲ့သူမရှင်းတော့ဘူးပေါ့လောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားသလိုညောင်ဦးပြီးလဲဘာမှပြန်မျက်နှာငန်ကြီးနဲ့ကြံခဲ့တဲ့နေဝင်ချင်းအေးရောက်ပြီးမိကန်းလေးမှာတယောက်တည်းထိုင်းနေတာကတော့ညောင်ဦးပြီးပဲပေါ့တကြံရည်ဒီဘလောက်ပဲတန့်နေပေးတယ်ဆိုပေမဲ့ဒီနေ့တော့ညောင်ဦးပြီးရဲ့နှလုံးသားလေးကိုတော့ကြီးတော်သူမလေးယူသွားခဲ့ပြီလေတဖြည်းဖြည်းနဲ့ရင်ကုန်တန်တွေဘလောက်ဒီသူညာပွက်လက်ပူလောင်လို့ရှိရင်အေးရောက်ပြီးမိကန်းတစ်ပြည့်ကလေးတယောက်ကရေပလက်ကမျိုးသူလာလောင်းနေတော့မှပဲသူ့ရဲ့ပူလောင်တန်ကတော်တော်ကြီးကိုပြစ်ထန်နေတယ်သူ့ရဲ့နားထဲမှာတော့ဒါနမတော်လေးလက်ထက်မဲ့ခင်ပွန်းလောင်းလေးနမတော်လေးလက်ထက်မဲ့ခင်ပွန်းလောင်းလေးနမတော်လေးလက်ထက်မဲ့ခင်ပွန်းလောင်းလေးဆိုတဲ့အတန်ကသာအကျဉ်းချင်းကထပ်ပြီးကြားနေရပါတယ်ကွာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗကန်းတန်ညာ channel လို့လည်းပဲ like and subscribe ပေးခဲ့ဖို့မမေ့ကြပါနဲ့ဘူးဗျာ